မင်္ဂလာပါကျမရဲ့ဘလိုလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကဲဒီနေ့ချက်ပြမှာတော့အချိန်ကုန်သက်တာအာဟာရရှိလွယ်ကူမြန်ဆန်တဲ့ထမင်းမောင်းပုံစံလေးချက်ပြမှာပါပါဝင်ပစ္စည်းလေးတွေကတော့ငရုတ်ကောင်းကြာညို့ဘင်္ဂံပြားရဲ့အပြည့်ခီယူစီပစွန်ကျော်ပုံငံပြားရဲ့နဲ့ရှီတာကီမိုကျက်သွန်နီအလုံးတစ်ချဘူးကောက်စားလို့ဖြစ်ပါတယ်ကျက်သွန်နီကတော့ကြိုက်တယ်ဆိုရင်တော့ပို့ထဲနိုင်ရပါတော့ရှီတာကီမိုကတော့ကျမဒီလိုမလိမပြတ်ခင်ရေးနိုင်ဝက်တနိုင်လောက်ကျူစိန်ထားရပေါ့နော်အာယူမလိဖြတ်ပါတယ်အရသာမုံလေးကတော့ပုံပအတိုင်းလေးအသုံးပြုထားပါတယ်ကျမအနက်တအားပြင်းတာမကြလို့ကရဝေးရမဆလာလို့တော့မထည့်ထားပါဘူးရှင်တကယ်လို့ကြိုက်နှစ်သက်တယ်ဆိုရင်ကတော့ထည့်နိုင်ပါတယ်ရှင်ပေါင်ပစ္စည်းနောက်တစ်မျိုးကတော့ကြက်သားပဲဖြစ်ပါတယ်ရှင်စံနဲ့တခါလေးရုပ်ချက်မှမို့လို့ပါပါလေးလေးပြီးနိုင်ဝက်လောက်တော့နှက်ထားပါမယ်ရှင်ကျမဗီဒီယိုထဲမှာပြထားတာပါပါမလေးရသေးတဲ့ချင်းလေးပါရှင်တအားပါလုံးရတဲ့ထမင်းနဲ့တင်ပျောက်ကုန်မှဆိုတာကြောင့်လက်တညှိုးထူလောက်ဆိုရင်တော့အဆင်ပြေပါတယ်ကျမချက်မြအတိုင်းဒါစံတပူးစာအတွက်ဖြစ်ပါတယ်စထည့်ပါမယ် QC ထည့်ပါမယ်ရေကျဲအေးလေးနဲ့ရောထားတာပါအရသာပိုးစေးခြင်းနဲ့ဆိုရင်တော့နှစ်စုံလောက်ထည့်ပါကြာညို့ဘဲငံပြရဲ့အပြစ်ကိုလည်းရေကျဲအေးနဲ့ရောထားတာပါသူကတော့အယောင်အတွက်မို့ဒဇွန်လောက်ဆိုရင်အဆင်ပြေပါတယ်စားအနေငယ်နောက်ပိုင်းမှာတော့ကျမအရသာမြည်ကြီးတော့ပေါ့နေတာမို့စားနေနဲ့ပြန်လိုက်ရတယ်ရှင်တကြားကတော့ကျမတကြားပြူပဲရှိတာမို့ချိုခွဲတာထိုင်ရင်တော့နှစ်စုံလောက်ထည့်ပါရှင်ကိုယ့်ရဲ့ကျမရဲ့စားတောက်နေတာမှုပုံစံကိုလည်း view ဆိုင်ကြအောင်နော်စိုက်ပေးနေမှာအသက်ကြီးတဲ့ခါကျန်းမာရေးနဲ့ပတ်သက်ပြီးစိုးရိမ်စရာကြောက်ကြစရာမလိုချိုးလျှော့စားကြပါရှင်ငြုတ်ကောင်းထည့်မယ်ဒါပြင်ကျက်သူမျိုးချင်းထောင်းထားတာရဲ့ကျက်သားနှစ်ထားရလေးထည့်ပါမယ်ရေပူထည့်ပါမယ်ခါတိုင်းထည့်နေကြတဲ့လက်တစ်စစ်လောက်ပို့ပါမယ်တတိထားရမယ့်အချက်ကကိုချက်မိစံအနေထားကိုကြည့်ပေါ့နော်ကျမအသုံးပြုမဲ့စံ ARB သားပေါ့နော်အပွက်ခံပါတယ်အပွက်ခံနေဆိုတာပြောရလို့ရှိရင်ရေပို့ထည့်ရတယ်ပေါ့နော်စံအပွက်ခံနေပေါ့နော်အဲ့လိုရေမခန်းခင်မှာစံအခြေအနေကိုကြည့်ပြီးရေလိုသေးရင်လည်းရေထည့်လိုက်ပါပျော့သွားလို့ရှိရင်တော့ဒီထမင်းမောင်းပုံစံစားမကောင်းတာမို့လို့ဒီအပိုင်းလေးမှာတတိထားစေခြင်းနေပေါ့နော်ဒီအနေလေးမှာစံချင်းနေမာလေးတာဖြစ်တဲ့အတွက်ရေလိုက်ပေးရပါတယ်မှွေလိုက်စံချင်းနေကြည့်လိုက်တော့လှုပ်ရပါတယ်နောက်ဆုံးတော့ကျမရဲ့ထမင်းမောင်လေးရှားပါပြီရှင်အိုးအောက်ချင်မှာတော့ဟိုပေါ့နော်အနည်းငယ်ကျိုတကယ်တော့ထမင်းပေါင်းဆိုတာထမင်းတီးတန့်ချိန်တော့ပိုကောင်းတာပေါ့နော်အခုကအယောင်တို့အရသာတို့ထွေလိုက်တာအတွက်ကြောင့်မလို့အောက်ချင်မှာတော့ဂျိုးလေးနည်းနည်းကတ်တယ်ပေါ့နော်အိုးစီးလို့ရှိရင်စတီးဘက်တွေနဲ့မတိုက်ပဲရေစိမ်ပြီးဂျိုးကွာပဲဆိုမှဖော့ဘက်လေးနဲ့တိုက်ပြီနော်ဒါမှထမင်းပေါင်းကုတ်တီပေါ့နော်အဲ့ဒါရင်မပျက်စီးစေမှာပေါ့နော်သူနဲ့လိုက်ဖက်မဲ့ဟာလေးကတော့ချမောင်ရည်ချင်းဟင်းကြိုလေးပါရှင်တွက်ဖတ်စားမှာချန်နီရောက်လက်ကူပါတဲ့အိုးထဲကိုရေထည့်လိုက်မယ်ကြက်သွန်ဒီထက်စားဟင်းခတ်မုတ်စိမ့်စားငပိထည့်မယ်ပွက်လိုင်းချမောင်ရောက်ထည့်လိုက်မယ်တအောင်လောက်ကြာရင်အရသာအပေါ်ငံမြည်ပြီးချလို့ရပါပြီရှင်ကဲကျမကတော့စားလိုက်ပါအောင်မယ်မြုပ်သီးစားတောင်းရေးရဲ့ချမောင်ရည်ချင်းဟင်းရည်လေးရဲ့ထမင်းပေါင်းလေးရဲ့ပါရှင်ကျမရဲ့ကြည့်ရှုသေးရလဲအမြင်လေးနဲ့သုံးဆောင်ပေးပါအောင်ရှင်ကြည့်ရှုပေးလို့ကျေးဇူးပါအစားတောက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရဲ့တခြားအကြောင်းအရာတွေရဲ့တင်ပေးမှာမို့ပေလေးကိုလည်း follow ပေးပါအောင် like လေးလုပ်ပေးပါအောင်ရှင်ချက်စီခြင်းနဲ့ဟင်းမီလေးရှင်လည်း comment မှာပေးထားခဲ့လို့ရပါတယ်အကျိုးစားနေတဲ့လူငယ်တယောက်ဖြစ်တာမို့အားပေးကြည့်ရှုပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးထူပါနောက်ဘလော့တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်